ဟုတ်ပြီလက်ရှိကျွန်တော်မှာပေါ့နော် Redmi 14အားလေး global chain ဖို့တစ်လုံးရောက်ထားတယ်အဲ့ဒါဆိုဒီကောင်ကိုကျွန်တော်တို့လက်ရှိ VG2 နဲ့ဘယ်လိုchainရမလဲဆိုတာလေးကျွန်တော်ဗီဒီယိုလေးလုပ်ပြပေးမယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ global chain မဲ့ဖုန်းက version 3.0.2 ဖြစ်နေရမှာဗျာဟုတ်ပြီနော်အဲ့ဒီရဲ့အကြောင်းကိုကျွန်တော်ပြောမယ်ဒီဗီဒီယိုရဲ့ကျွန်တော် firmware ရေးတဲ့ချိန်ကျရင်ကျွန်တော်ပြောမယ်ဘယ် version နဲ့ဘယ်လိုလုပ်ရမလဲပေါ့နော်လောဆယ်ကျွန်တော်ဖုန်းကိုတစ်ချက်ဝင်ကြည့်မယ်ကျွန်တော်ဖုန်းကလက်ရှိက version ဘယ်လောက်လဲဆိုရင် 2.0.2 ဖြစ်နေတယ်ဗျာဟုတ်ပြီနော် 2.0.2 ဆိုတော့ကျွန်တော်ဒီကောင်ကို global chain ဖို့အတွက် 3.0.2 ဖြစ်အောင် update တင်ရမှာဟုတ်ပြီနော်အဲ့ဆိုကျွန်တော်ဒီကနေသွားပြီး update တင်လို့မရဟုတ်ပြီနော်ကျွန်တော်ဒီကနေ update တင်လိုက်မယ်ဆိုကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင် 3.0.3 ဖြစ်သွားမှာโอเคနော်အဲ့ဆိုကျွန်တော်တို့ဒီမှာသူပုံမှာပေးထားတယ် 3.0.3 ပေါ့နော်အဲ့ကျွန်တော် 3.0.3 ကိုမလုပ်ဘူးအဲ့ဆိုကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော် zip file ကိုထည့်ပြီးမှ install တင်မယ်ပေါ့နော်အဲ့ဆိုလောလောဆယ်ကျွန်တော်တို့အင်ဆုံးဖုန်းကိုကွန်ပျူတာမှာကြိုးထိုးမယ်ကျွန်တော်ကွန်ပျူတာမှာကြိုးထိုးပြီးဒီလိုပေါ့နော်လို့ပေါ့နော် charging this device ဆိုတာလေးရှိတယ်အဲ့နာမှာကျွန်တော်တို့ file transfer ဆိုတာလေးတစ်ချက်ရွေးပေးပေါ့နော် file transfer ဆိုတာတစ်ချက်ရွေးပေးမယ် okay အဲ့ဆိုကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုကျွန်တော်တို့ PC မှာ MTB device လာတင်မယ်ပေါ့နော်14ရဲ့ storage info လာကြမယ်အဲ့ကျွန်တော်တို့ဒီရဲ့ internal storage ထဲမှာကျွန်တော်တို့ download ဆိုတဲ့ထဲမှာထည့်လိုက်ကျွန်တော်တို့ zip file တစ် file ထည့်မယ်ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်ပေးတဲ့ firmware ထဲမှာ zip file တစ် file ရှိမယ်ဟုတ်ပြီနော်အဲ့ထဲကကျွန်တော်တို့ site ကြီးတဲ့ကောင်ပေါ့နော်သူက site ကဘယ်လောက်ရှိမလဲဆိုကျွန်တော်တစ်ခါတည်းပြပေးမယ် 4.3 GB ရှိရနော်အဲ့ကောင်လေးကျွန်တော်တို့ copy ကူးပြီးထည့်မယ်ပေါ့နော်ဖုန်းရဲ့ storage ထဲထည့်မယ်ဟုတ်ပြီနော်ထည့်ပြီးတော့ရင်ဘာတွေပြင်ဆင်ရမလဲဆိုတာကျွန်တော်ပြန်ပြောပေးမယ်โอเคကျွန်တော်တို့ file ထည့်တာပြည့်သွားပြီပေါ့နော်ကျွန်တော်တို့ဖုန်းရဲ့ storage ထဲမှာ download ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ zip file လေးရောက်သွားပြီပေါ့နော်အဲဆိုကျွန်တော်တို့ဖုန်းကိုအခုသူကနာမည်တော့ 1.0.18 လို့ရေးထားအမှန်ဒီကောင်ရဲ့ firmware က 3.0.2 ပေါ့နော်ဒါနာမည်လေးပြောင်းထားတာ short မရှိဘူးဘာမှမဖြစ်ဘူးကဲဟုတ်ပြီအဲဆိုကျွန်တော်တို့ဖုန်းရဲ့ file ထဲမှာ zip file ကူးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပေးမယ်အဲဆိုကျွန်တော်တို့ဖုန်း setting နဲ့ဝင်မယ်ပေါ့နော်ဖုန်း setting နဲ့ဝင်ပြီးတော့ရင်ဒီ my device တဲ့တစ်ချက်ပြန်ဝင်မယ်နော် my device တဲ့ဝင်ပြီးတော့ကျွန်တော်ဒီ 2.0.2 ဆိုတာလေးကိုနှိပ်မယ်နော်တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီလိုလေးလာပေါ်မယ်ဟုတ်နော်ဒီလိုလေးလာပေါ်ရင်ခဏလေးစောက်ပေးမယ် wifi လေးတော့ချိန်ထားပေးပါနော်ဖုန်းမှာ wifi လေးချိန်ထားပေးမယ်ဒီနားလေးမှာခဏလေးစောက်ပေးမယ်နော်ဒီမှာဒီအောက်နားမှာတွေ့လား an update is available ဆိုတာလေးတစ်ချက်နှိပ်ပေးလိုက်ဟုတ်နော်ဒီ download update တော့မလုပ်နဲ့နော်သူ update ရှိပြီဆိုတာပြောချင်တာကျွန်တော် 3.0.3 ဒီကောင်ကိုသွားပြီးမလုပ်ဘူးနော်ခဏကျွန်တော်ပြောတဲ့အပြောင်ပေါ့နော်ပြန်ပြပေးမယ် back ဆုပ်မယ်ဒီ 2.0.2 တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီနားမှာan update is available ဆိုတာတစ်ချက်ပြန်နှိပ်မယ်နှိပ်ပြီးတော့ download update ဆိုတာမနှိပ်ဘူးကျွန်တော်ဒီအပေါ်မှာ asset 38ရှိတယ်ဒီကနေကျွန်တော်တို့ zip file ရွေးပေးရမယ်ဒါပေမဲ့ကျွန်တော်တို့ zip file ရွေးဖို့ဒီမှာနော်မပါဘူးဗျာမပါဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်ဒီ Xiaomi HyperOS ဆိုတဲ့ကောင်လေးကို5-6လောက်နှိပ်မယ်နော်ဒီလိုလေးနှိပ်မယ်နှိပ်လိုက်ရင်ဒီလို additional update feature are on ဆိုပြီးပေါ်မှာဟုတ်နော်ဒီအပေါ်က Xiaomi HyperOS ဆိုတဲ့ကောင်လေးကိုနှိပ်ပြီနော်အဲဆိုကျွန်တော်ဒီအဆက်လေး30လို့ပြန်နှိပ်မယ်ဒီမှာ choose update package ဆိုတာလေးပေါ်လာပြီတစ်ချက်နှိပ်မယ်ပြီးရင်ခဏကျွန်တော်တို့ဖုန်းထဲမှာထည့်ထားတဲ့ဒီ zip file လေးကိုတစ်ချက်ရွေးပေးလိုက်ဗျာဟုတ်နော်ရွေးပေးလိုက်မယ်ဆိုရင်ဒီမှာသူက getting info ပေါ့နော်သူကအဲ zip file က version ဘယ်လောက်လဲဆိုတာသူစစ်မယ်စစ်ပြီးမှအမှ update တင်မလားဆိုပြီးသူမေးလိုက်မယ်ကျွန်တော်အဲ့ဒီရဲ့အဆင့်မှာခဏလေးစောက်ပေးမယ်ဗျာဟုတ်ပြီနော်Okay ကျွန်တော်တို့ခဏလေးစောက်လိုက်ရင်ဒီလိုပေါ်လာမယ်နော် Your device will update to the system version 3.0.2 ရဲ့တင်မလားပေါ့နော်အဲဆိုကျွန်တော်တို့ update ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးလိုက်မယ်ဟုတ်ပြီနော်အဲဆိုဒီနားမှာသူကနည်းနည်းလေးစောက်ပေးရမယ်နော် extracting ဖြစ်နေတယ်နည်းနည်းလေးစောက်ပေးမယ်အဲဆိုဒီနားမှာကျွန်တော်တစ်ချက်ပြောမှာပေါ့နော်အခုလောလောဆယ်ကျွန်တော်တို့ 14R တွေကဘယ်လိုလေးရှိလဲပေါ့နော်လောလောဆယ်ဒီမှာပေါ့နော်ကျွန်တော်ပေးထားတဲ့ 14R ပေါ့အဓိကနော် 14R Poco M7 5G 14C 5G ဟုတ်နော် 14C 5G ပဲဖြစ်ဖြစ် 14R ဖြစ်ဖြစ်ကျွန်တော်တို့first one နဲ့ဆက်ရမယ်နော် first cover product လို့ပဲဆက် first cover on နဲ့ပဲဆက်သူရဲ့ product နဲ့က flame ဆိုပြီးဖြစ်ရမယ်အဲ flame ဆိုရင်ချိန်နေကောင်းတယ်ကျွန်တော်တို့အခုကျွန်တော်ပေးထားတဲ့ firmware ပေါ့နော်ကျွန်တော်ပေးထားတဲ့ tool လက်ရှိကျွန်တော်ချိန်ပြမယ် tool နဲ့အဆင်ပြေတယ်အဲဆိုလောလောဆယ်ကျွန်တော် global chain ဖို့အတွက်ဖုန်းကဘယ်လောက်ဖြစ်နေရမလဲဆိုရင် HyperOS 3.0.2 ဖြစ်နေရမှာအဲ့ဒါမှကျွန်တော်တို့ global chain နေရမှာအကဲလို့ကျွန်တော်တို့ဖုန်းက HyperOS version 3.0.3 ဆိုရင်ကျွန်တော်တို့လုံးဝ global chain လို့မရတော့ဘူးဗျာလောလောဆယ် software နည်းနဲ့မရပါတော့ IC ခွာပြီး chain လို့ရတယ်လောလောဆယ်ကျွန်တော်နောက်ဖုန်းမခွာဘဲနဲ့ software နည်းနဲ့ chain ပြမှာပေါ့နော်
ဒီ version ဆိုရင်တော့ကျွန်တော်တို့ software only မရတော့ဘူး IC ခွာပြီးချိန်ရမယ်လောလောဆယ်ကျွန်တော်ဟာ 3.0.2 ဆိုအဆင်ပြေတယ်အကယ် brother လို့လက်ထဲဖုန်းတစ်လုံးရောက်လာတယ် version ကဘယ်လောက်ဖြစ်နေလဲဆိုရင် HyperOS ဥမာ 1. ဘယ်လောက်ပဲဖြစ်နေပေါ့ဗျာအရှိက 1. အနောက်ကကြိုက်တာဖြစ်နေပါစေသူ့အရင်ဆိုကျွန်တော်တို့ setting ထဲကနေပဲ update တင်တယ်ဘယ်လောက်တင်မလဲဆို 2.0 ဥမာတစ်ခုပေါ့ဗျာဟုတ်ပြီနော်တစ်ခုဖြစ်အောင်တင်လိုက်2. ကျော်ပဲရအောင်တင်မယ်2. ကျော်ဖြစ်သွားရင်တော့အခုကျွန်တော်တင်ထားတဲ့ဗီဒီယိုအတိုင်းလေးပေါ့နော် zip file ကို copy ကူးမှဖုန်းထဲထည့်မှာကျွန်တော်ဒီဗီဒီယိုအတိုင်းလေးပဲလုပ်ပေးပေါ့နော်အကယ်လို့ browser လက်ထဲမှာရောက်လာတယ်နဲ့အကယ် 2.0 ဆိုရင်တော့ကျွန်တော်တို့ setting ထဲကနေ update တင်စီရမလို့အခုကျွန်တော်လုပ်ပြထားတဲ့ဗီဒီယိုအတိုင်းပဲလုပ်ရုံပဲအကယ်လို့ browser လက်ထဲ 1.0. တစ်ခုရောက်ခဲ့ရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် setting မှာအရင်ဆုံး update တင်လို့ရလားကြည့်မယ်အကယ် update တင်လို့ရရင်သူ 2. ကျော်လေးပေးလိုက်မယ်အဲ့ကောင်လေးကိုတင်လိုက်တင်ပြီးသွားပြီဆိုရင်ဆက်မတင်တဲ့ setting ကျွန်တော် 3.0.3 ဆိုရင်မတင်နဲ့ဗျာ3.0.2 တော့သူမပေးဘူးလေ 3.0.3 ပဲပေးရမှာကိုအဲကြောင့်ကျွန်တော်တို့အခုကျွန်တော်ဗီဒီယိုအတိုင်းပဲ zip file မတင်နဲ့ file မတက်ဖုန်းထဲထည့်မှာ update တင်ပေးလိုက်အဲဆိုကျွန်တော်ဖုန်းက version 3.0.2 ဆိုရင် okay ပြီအဆင်ပြေပြီဟုတ်ပြီနော်အဲဆို 14C ဆို 14C ကဟိုပါနော် LAKE လို့ POND လို့အဲ့ကောင်လေး product name ဆိုရင်အဆင်ပြေဘူး lake လို့ pun လို့ဆိုအဆင်ပြေဘူးကျွန်တော် flame ပဲဖြစ်နေရမှာနော် first one နဲ့ဆိုရင် flame ဆိုရင်အဆင်ပြေတယ်ကျွန်တော်ဒီဗီဒီယိုကကျွန်တော်ဗီဒီယိုနှစ်ပုတ်တင်ပေးမယ်လောလောဆယ် 2.0 နဲ့လာတဲ့ကောင်ကို 3.0 ရအောင်တစ်ခုတင်ပေးမယ်နောက်တစ်ခုကကျွန်တော်ဒီပေါ့နော် 1.0.18 ဆိုရင်ကျွန်တော်တို့ update မပေးတော့ဘူးဗျာတချို့အလုံးတွေဟုတ်ပြီနော်တချို့အလုံးတွေအဲ့လို 1.0.18 ဆိုရင် update တင်လို့မရဆို 3.0.2 ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဗီဒီယိုတစ်ပုတ်ထပ်တင်ပေးမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့နားလိုက်ပြီးထင်တာပဲဟုတ်ပြီနော်အဲ့ဆို 3.0.3 ကို software only နဲ့ downgrade တွေပါတယ်ဆင်းလို့မရသေးဘူးလောလောဆယ်ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တို့ဖုန်းပိတ်ထားတော့တစ်ချက်ကြည့်ပါနော်ဖုန်းကညနေအတိုင်းပဲနည်းနည်းလေးစောက်ပေးရမှာဗျာဟုတ်ပြီနော်ဒီကောင်လေးပြည့်သွားမှာပဲကျွန်တော်ဆက်ပြီးပြောပြမှာပါနော်ဟုတ်ပြီကျွန်တော်တို့69တော့ရှိသွားပြီနော်သူကဒီနေရာရောက်ဖို့တော့တော်တော်လေးစောက်ရတယ်ဗျာဟုတ်ပြီနော်ဒီအဆင့်ပြီးမှသူကဘာဖြစ်ခိုင်းမလဲဆိုကျွန်တော်တို့ reboot ချခိုင်းရမှာနော်အဲဆိုကျွန်တော်တို့ reboot ချပြီးပြန်တက်လာရင်ကျွန်တော်တို့ဖုန်းက HyperOS 3.0.2 လေးဖြစ်သွားလိမ့်မယ်နော်โอเคကျွန်တော်တို့ဒီနေရာမှာပေါ့နော်100ပြည့်သွားပြီအမှ reboot now လို့ပေါ့နော်အဲဆိုကျွန်တော် reboot now လေးတစ်ချက်ချလိုက်မယ်အဲဆိုကျွန်တော်တို့ဖုန်း power ပြန်တက်လာရင် HyperOS ကျွန်တော်တို့လိုချင်တဲ့ 3.0.2 လေးဖြစ်သွားလိမ့်မယ်နော်ဟုတ်ပြီကျွန်တော်တို့ reboot ချပြီးတက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာလို့ရမလဲဆိုတာကျွန်တော်ပြောပြမယ်နော်လက်ရှိကျွန်တော်တို့ setting နဲ့တစ်ချက်ဝင်လိုက်မယ် my device ထဲသွားမယ်ဟုတ်ပြီကျွန်တော် HyperOS 3.0.2 ဖြစ်သွားပြီနော် okay 3.0.2 ဖြစ်သွားပြီဆိုတော့လောလောဆယ်ကျွန်တော်တို့ global search ချိန်မှာအဲဆိုဒီကောင် ADB move on ပေးရမယ်အဲဆိုကျွန်တော်တို့ OS version ကိုနှိပ်ပေးမယ်နော်9ချက်လောက်နှိပ်ပေးလိုက်ဗျာဟုတ်ပြီနော်ကျွန်တော်ကတော့ငကိုကလေးကနှိပ်ပြီးသားဆိုတော့ကျွန်တော်ပြန်နှိပ်ပြီးလိုက်မယ် okay no need you are already a developer ပါနော်ကျွန်တော်နှိပ်ပြီးသားဆိုတော့ပြီးရင် sorry ဟုတ်ပြီကျွန်တော်ပြီးရင်ဟောက်ဆင်းမယ် additional setting နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့ developer option နဲ့ဝင်မယ်အောင်နေဆင်းမယ်ကျွန်တော်ဒီနားမှာ USC တပါးချင်းအောင်တစ်ချက် on ပေးနော်ကျွန်တော် on ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကောင်ကိုစပြီးကိုလိုပဲချိန်မယ်အဲဆိုကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ tool လေးရှိပါနော်အဲ့ကောင်လည်းကျွန်တော်ချိန်မယ်အဲဆိုကျွန်တော် tool ဖယ်မယ်အဲကျွန်တော်ဒီ tool ဝယ်ချင်လဲရအောင်နော်အဲဆို login တစ်ချက်ဝယ်မယ်ပြီးရင်ကျွန်တော်ဒီလိုပေါ့နော်ကျွန်တော်ဒီပုံစံလေးပေါ်လာလိမ့်မယ်ဗျာအဲဆိုကျွန်တော်အရင်ဆုံး check device ဆိုတာတစ်ချက်နေမယ်
ဟုတ်နော်ADB မှု PC နဲ့ချိန်မချိန်ပေါ့နော်အဲဆိုချိန်ဝိုင်းချိန်သွားတဲ့အကြောင်းရင်းလေးပေါ်မယ်ဟုတ်နော်အကဲဒီနာဖုန်းသားမှာအလောက်လာတောင်းမယ်နော်အလောက်လာတောင်းရင်ကျွန်တော်တို့ okay လေးနေပေးလိုက်ပါနော် ADB ခွင့်ပြုချက်ပေးမလားလို့ဒါကကျွန်တော်တို့ကတည်းက on meter အလောက်ပေးပြီးသားဖြစ်လို့ပါအဲဆိုကျွန်တော်ဖုန်းကို first move သွားမယ် reboot to Facebook ဆိုတာလေးတစ်ချက်နေမယ်အဲဆိုကျွန်တော်တို့ဖုန်းရဲ့ screen လဲပိတ်ပြီးမှ first move ဝင်သွားလိမ့်မယ်နော်အဲဆိုကျွန်တော်ဒီ global chain တတိထားမှာကြိုးကောင်းလေးနဲ့ကြိုးကောင်းတာလေးသုံးပေးမယ်ဖုန်းမှာအားရှိဖို့လုပ်မယ်နော် first move ဝင်သွားရင်ကျွန်တော်တို့ဘူးလို့တာအားလုပ်ဖို့အတွက် permission နဲ့တောင်းမယ်နော်နေလိုက်ပြီ okay အဲဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ first one နေ power ပြန်ပွင့်မှာသူက ADB တော့တိလိမ့်မယ်ဗျာဟုတ်နော်အဲ့ချိန်ကျရင်ကျွန်တော်တို့ screen ကဘယ်လိုပြောမလဲရုပ်ပြောက်သွားလိမ့်မယ်ဗျာလင်းတော့လင်းမယ်ရုပ်ပြောက်နေလိမ့်မယ်ဟုတ်နော်အဲဆို ADB မှုတိမယ်device manager မှာကြည့်လိုက်ရတယ်ကျွန်တော်လောလောဆယ်မပြတော့ဘူးအဲဆို patch bootloader ADB ဆိုတာလေးနှိပ်လိုက်မယ်တစ်ချက်နှိပ်မယ် okay အဲဆိုကျွန်တော်တို့ပြီးပါပြီနော် bootloader အောင်လို့ဖြစ်သွားအဲဆို firmware ရေးဖို့ရောက်ပြီပေါ့နော်အဲဆိုကျွန်တော်တို့ firmware ရေးမယ်အဲဆိုကျွန်တော်တို့ firmware ရေးဖို့ကနော် flash ဆိုတဲ့နေရာမှာဝင်မယ်ဟုတ်နော်ဒါ mobile C2 unlock 2နဲ့ရေးလဲရတယ်လို့ကျွန်တော်2နဲ့ပဲရေးမယ်လို့ဆိုကျွန်တော်တို့ firmware file မှာ engine firmware ကိုရေးမယ်ပြီးမှကျွန်တော်တို့ global firmware ရေးမယ်နော်ဒီ engine ကိုထည့်ဒီ flash ကိုပဲရေးမယ်ပြီးရင်ဒီနားမှာဖြစ်နိုင်ခြေကဖြစ်နိုင်ရင်ကျွန်တော်တို့ desktop မှာပဲထားမယ် firmware file နော်အဲဆိုကျွန်တော်ဒီမှာ flash တက်သွားမယ်ဒီမှာ select ရွေးမယ်ကျွန်တော် firmware file က desktop မှာဆိုတော့တစ်ချက်နှိပ်မယ် okay နော်နော်ဝင်မယ်ကျွန်တော် engine လုံးထဲကဒီ flash ကိုတစ်ချက်ရွေးမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ရွေးပြီးမှဒီမှာကြည့်ဖို့ပေါ့နော်သူကဒီနားမှာဥမာလွတ်တာတွေပါလိမ့်ရှင်းပေါ့နော်ပေါ်လိမ့်မယ်အဲဆိုကျွန်တော်တို့ all firmware file verify ပေါ့နော်အဲဆိုကျွန်တော်တို့ flash တင်နှိပ်ပြီးစောက်ပေးမှာနော်ဒီနေရာမှာကျွန်တော်တို့ကြာမယ်ကျိုးကိုလုံးဝမသိစေနဲ့ငြိမ်လေးပဲစောက်ပြီးရေးပေးမှာပေါ့နော်ငြိမ်လေးစောက်ရင်ဘာမှနှိပ်စရာမလို PC မှာတွေတခြားလုံးရင်လုပ်ပေါ့ဗျာဒါမှမဟုတ်ဒီ ADB Facebook ဆိုတဲ့ cloud လေးပြန်တော့မနေနဲ့ရေးပြီးလွတ်ထားပေးလိုက်ဗျာဟုတ်ကဲ့နော်ခဏလေးပါပဲဒါမှ super မှာတနေရာမှာတော့နည်းနည်းလေးစောက်ပေးရမယ်နော်โอเคအဲ့ဆိုကျွန်တော်တို့ engine firmware ရေးတာပြီပေါ့နော်အဲ့ဆိုကျွန်တော်တို့ဖုန်း auto ပွင့်လာပြီး auto ပွင့်လာမယ်ဒီအနေထားမှာ engine room ပေါ့နော် engine firmware နဲ့ပွင့်လာနိုင်မှာအဲ့ဆိုကျွန်တော်တို့ဖုန်းကိုတစ်ချက် show မယ်ပြီးရင်ကျွန်တော် global firmware ရေးတာလေးပြန်ပြပေးမယ်နော်သူကဘာမှတော့မခက်ပါဘူးဗျာ firmware ရေးတဲ့အချိန်အဓိကကျိုးမထိမိစေနဲ့ကျိုးမဖြုတ်မိစေနဲ့ဒီတိုင်းလေးပဲစိတ်ရှည်ပြီးမှစောက်ပေးရမယ်အဲ engine ရဲ့ super ထက်ကျွန်တော်တို့global firmware ပေါ့နော် official firmware ဆိုရင်တော့နည်းနည်းလေးပို့ပြီးကြာမှာဗျာโอเคဒီ ENG ပွင့်လာပြီဆိုကျွန်တော်တို့ပုံမှန်ဆိုကျွန်တော်ဒီအနေထားတွေကိုကျွန်တော်မစောက်ဘူးတခါတော့ first move ဝင်ပြီး global firmware ရေးပေးလိုက်တယ်ဗျအခုကတော့ဒါကျွန်တော်ဗီဒီယိုရိုက်တယ်ဆိုတော့လိုတာလေးတခါတည်းပြပေးလို့ရအောင်လို့ပါအဲဆိုဒါကျွန်တော် ENG တိုက်ပါနော်ဒီဟာမပြီးသေးဘူးဗျကျွန်တော်တို့အဲဆို global firmware ရေးမယ်အဲဆိုဒီ ENG အနေထားမှာသူက ADB မှုတည်ပြီးတာအဲကြောင့်ကျွန်တော် ADB ကနေ first move ဝင်လိုက်မယ်အဲဆို revert to first move ဆိုတာလေးနှိပ်လိုက်မယ်နော်အဲဆိုဖုန်းက first move ရောက်ပါမယ်ကိုယ့်အကို power ပိတ်ပြီး power ခလုတ်နဲ့အတန်အောင်နှိပ်ပြီးမှ first move သွားလဲရတယ်ဟုတ်ပြီနော်ကျွန်တော်တော့သူ့နဲ့ပဲသွားလိုက်တယ်အဲဆိုကျွန်တော်ဖုန်း first move ရောက်သွားပြီဆိုကျွန်တော် firmware file ပြန်ရွေးမယ်အဲဆိုဒီတစ်ခါတော့ကျွန်တော်ဗာရွေးမလဲဆိုရင် ENG room မဟုတ်တော့ဘူးအောက်ကပေါ့နော် flame bootloader lock firmware ပေါ့နော်အဲဆိုဒီကောင်လေးကို flash off ပဲရွေးမယ် flash off ရွေးလိုက်တဲ့အချိန်မှာတူရနော်ကျွန်တော် US လုံးမဲ့ partition ပါညာပေါ့နော် verify အကုန်လုံး okay အကုန်လုံးအဆင်ပြေအကယ်ဒီနားမှာ missing ပါညာပြရင်ဒီနားမှာ zip ဖြည့်တဲ့အချိန်မစုံတာတို့ဘာတို့ဖြစ်တတ်တာပေါ့အသေးချာကြည့်ပါနော်ဒီလို okay all firmware file are verify ဆိုတော့ချင်းနေကောင်းတယ်အဲဆိုကျွန်တော်တို့ဒါ firmware file ရေးပြီးတော့ဆိုတော့ flash နေမှာ flash နေဒီကောင်အပေါ်ဆုံးကတစ်ခု free တယ်နော်ဘာမှမဖြစ်ဘူးအတိအကျကျွန်တော်ဒီ super တို့ user data တို့ဘာလို့မ free အောင်တော့ကျိုးတော့မထိမိနေပါနော်ဒီတိုင်းပဲစောက်ပြီးမယ်အခုသူရေးနေပြီအဲ့ဒါရေးပြီးကျွန်တော်တို့ဖုန်းပွင့်လာပြီဆိုကျွန်တော်တို့ဖုန်း global chain ပြီးသွားပြီပေါ့နော်အဲ့ဆိုဖုန်းဒါပါပဲကျွန်တော် ENG ဘလို့တာတော့လုပ်မယ်ဘလို့တာအောင်လုပ်ပြီးတော့ ENG ရေးမယ် ENG ပြီးတော့ရင် global firmware ရေးမယ် global firmware ရေးပြီးတော့ရင် power ပွင့်လာရင်ရပြီဟုတ်ပြီနော်အခု super ရောက်ပြီ super တော့ထုံးစံအတိုင်းနည်းနည်းကြာမယ်โอ
okay ကျွန်တော်တို့ရေးတာပြီးပါပြီเนาะအဲ့ဆိုဒီ tool လေးကိုပိတ်ဖို့ကတော့ဒီမှာเนาะ unlock ဆိုတဲ့နေရာလာမယ်ခဏနေပိတ်တဲ့ခလုတ်မပါဘူးဖြစ်နေမှာဆိုတော့เนาะကျွန်တော် VG shutdown ဆိုတဲ့နေနဲ့ပြီးပါပြီအဲ့ဆိုကျွန်တော်တို့ဒီ tool ကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်ကိုဆက်တွဲပေးပါဟုတ်ပြီเนาะဒီ tool ကိုဝယ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုပေါ့เนาะသူ frame နဲ့ချင်မှာကျွန်တော်ကိုယ်ပိုင်နာမည်နဲ့လိုချင်တယ်ဆိုရင်လည်းကျွန်တော်ရေးပေးလို့ရတယ်ဟုတ်ပြီเนาะနာမည်ကိုယ်ပိုင်နာမည်နဲ့ယူချင်တယ်ရတယ်မဟုတ်ဘဲနဲ့ကျွန်တော်အခု tool ပဲသုံးမယ်အခုတူပဲဝယ်မယ်အခုနာမည်နဲ့ပဲသုံးမယ်ဆိုလဲရတယ်အဆင်ပြေတယ်လို့ပေါ့နော်လက်ရှိဝယ်တဲ့လူကတော့ကျွန်တော်နာမည်နဲ့ပဲဝယ်ပြီးရင်းနေကြတယ်ချိန်နေကြတယ်အဆင်ပြေတယ်လိုရရှိရင်ကျွန်တော်အချိန်ကြီးမီးလို့ရတယ်ကျွန်တော်ဖြည့်ပေးတယ်ပေါ့နော်အဲဆိုကျွန်တော်တူပိတ်မယ်ဆို VG shutdown နေမယ်ဟုတ်ပြီနော်အဲဆိုဖုန်းပွင့်လာလေးတစ်ချက်စောက်ကြည့်မှာပေါ့နော်